ဇလန်းကတော့စူပင်ရဲ့တငယ်ချင်း၃ယောက်ကသူ့ကိုကလော်လိုက်ပို့မယ်ဆိုပြီးစတာပါအဲ့ဒီလိုနဲ့လူတူတိတ်ဆိတ်တဲ့ရေပူစမ်းဟော်တဲ့တစ်ခုကိုရောက်သွားခဲ့ကြပါတယ်တကယ်တော့ဟော်တယ်တဲကလူတွေအကုန်လုံးဟာသူ့တငယ်ချင်းတွေငှားထားတဲ့တရုတ်ဆောင်မှုကြီးပါပဲစူပင်ကတော့ဘာမှမသိပဲအေးစစ်စစ်စားတော့အနားယူနေတာပေါ့မနက်9 နာရီမှာတော့သူ့တငယ်ချင်းတွေကအထုပ်ပိုးတွေပြင်ကစူပင်နဲ့ချိုက်အိပ်ပျော်နေတော့တိတ်လေးထွက်သွားကြပါတယ်အစီအစဉ်အတိုင်းဝန်ထမ်းတွေရောဧည့်သည်တွေပါလူအားလုံးခြေရဖြောက်သွားကြတာပါမနက်6 နာရီစူပင်နိုးလာတဲ့အခါအခြေအနေတွေကလုံးဝပြောင်းလဲသွားခဲ့ပါပြီဟော်တယ်ကြီးတစ်ခုလုံး6ကပ်နေပြီးလူတယောက်မှမရှိတော့ပါဘူးသူ့ဖုန်းလဲရှာမတွေ့တာနဲ့အဲ့ဂျိုကောင်တာကိုစင်ကြည့်တော့ဘယ်သူမှမတွေ့ခဲ့ပါဘူးအဲ့ဒီတော့မှသူတစ်ခုခုတော့မှားနေပြီဆိုတာသိပြီးတွေးဆပြက်လာပါတော့တယ်ကြောက်လက်နဲ့လူရှိလားလို့အော်ခေါ်နေပေမဲ့ဘာတန်မှမကြားရခဲ့ပါဘူးစူပင်လဲဟော်တယ်အပြင်ကိုထွက်ကအကူကြီးတောင်းဖို့စူးစမ်းရင်းလမ်းမှာအဖိုးအိုတယောက်နဲ့ဆုံခဲ့ပါတယ်အဲ့ဒီအဖိုးအိုကဒီဟော်တယ်ကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း40လောက်ထဲကပိတ်ထားတာလေးလို့ပြောလိုက်တဲ့အခါမှာတော့စူပင်တယောက်ယူမတက်ဖြစ်သွားပါပြီသူကမဟုတ်ပါဘူးဗျာဟော်တယ်ဖွင့်ထားပါတယ်ဆိုပြီးသူ့အခန်းထဲကိုဆွဲခေါ်လာခဲ့ပါတယ်သူ့အခန်းထဲလဲပြန်ရောက်ရောကတင်ပုံမှာလူ3ယောက်အိတ်နေတာကိုတွေးလိုက်ပြီးတေချာကြည့်လိုက်တော့အိုမင်းရင်ရော်သွားတဲ့သူ့တငယ်ချင်းတွေဖြစ်နေပါတော့တယ်စူပင်တယောက်ငါတော့အနာဂတ်ကိုရောက်သွားပြီလားဆိုပြီးအတဲအတန်အော်ဟစ်လိုက်မှအဖွဲ့သားတွေအကုန်ထွက်လာက surprise ဆိုပြီးဝိုင်းပြောလိုက်ကြပါတော့တယ်အချိန်ခီးသွားပြီးအနာဂတ်ကိုရောက်သွားပြီလို့တောင်ထင်မှတ်သွားရတဲ့အထိဒီ brand ကြီးကတော့တကယ့်ကိုအောင်မြင်သွားခဲ့ရပါတယ်ဗျာ